အားလုံးပြောစရာရှိတယ်ပြောတာလေးပြောမှတ်တယ်လည်းမှတ်ပေါ့မယုံကြည်နေမကိုးကွယ်နေမစော်ကားမိတော့လို့တယ်ဗမာပြည်မှာပေါ့ရိုးရနတ်တွေပူတော်ကြတယ်ပေါ့မိတိုင်းဖတိုင်းဆိုပြီးပူတော်ကြတယ်ပြုလုပ်လေးရှိကြတယ်ရိုးရနတ်ပြုလုပ်တဲ့လူနော်ယုံကြည်လေးနေတဲ့လူတွေကသူ့ဟာနဲ့သူပေါ့မယုံကြည်တဲ့လူမကိုးကွယ်နေပါမစော်ကားကြနဲ့နတ်ဆိုတာရှိတယ်လူတွေနဲ့နီးတဲ့ဆုံးမှရှိတာအရန်39မင်းနော်အရန်39မှာအပြင်39မင်းတွင်း39နဲ့ပေါ့ဆိုတာရှိတယ်ဒါလူတွေနဲ့နီးတဲ့ဆုံးအထက်မှာ39မင်းဆိုတာသက်သက်ရှိသေးတယ်နော်နားလည်အောင်ပြောပြအေးဒီမှာနတ်တွေပြုလုပ်တဲ့ခါမှာမြင်းမြူရှင်တို့ကိုမျိုးရှင်တို့နော်မေပလဲရင်တို့ပြည်လဲပြင်းတို့နော်ရှမ်းစော်ဘွားတို့နော်ရှမ်းဘိုးတော်တို့အမျိုးမျိုးပေါ့နော်ရေငံပိုင်းဥရှင်တို့ပေါ့မျိုးမျိုးပေါ့မေတော်ဒီမှာလည်းအဲ့လိုပဲနောက်မေတော်ကြီးပေါ့နော်အမေရင်ပေါ့နောက်မေတော်ကြီးတို့အမေချမ်းတို့ပေါ့သူရည်မေတော်တို့ပေါ့နော်နောက်ကာလီမန်မေတော်တို့ပေါ့မေတော်တွေအများကြီးပေါ့နော်မေတော်တွေမှာလက်လာဘကိုစောင်းတဲ့မေတော်တွေလည်းရှိတယ်ဒေဝတွေရှိတယ်30ပုံဆိုတာရှိတယ်လက်မခံမယုံလို့အထား30ပုံဆိုတာရှိနေသမျှလက်ခံနေသမျှ30ပုံဆိုတာလည်းရှိတယ်နတ်ဆိုတာရှိတယ်အဲ့တော့ဘယ်ရမှကိုကမစော်ကားမိအောင်နေနော်တချို့ရှိတယ်နတ်ကိုပူတော်တယ်တင်တဲ့ခါမှာပြောကြရရှိတာတော့ပြောမယ်နော်နားလည်အောင်ပြောပြလားကျုပ်ကိုလည်းမပြမနဲ့ကျုပ်မြည်သူကမှလည်းမပြမဘူးနားလည်ထားအောင်သိထားအောင်ပြောပြလားဘောပါလားနတ်တင်တဲ့အခါမှာဖျားဆုံးတော်လေးတော့အရင်တင်ပေါ့ကွာဖျားကိုအရင်ပြုလုပ်ပြီးမှနတ်ကိုပြုလုပ်ပေါ့သဘောပါလားလောကမှာဖျားထက်မြင့်မြတ်ကြီးကျယ်ခမ်းနားတာဘာမှမရှိဘူးသဘောပါလားအေးဖျားဆုံးတော်လေးကိုတော့တင်မှာဖျားဆုံးတော်တင်တဲ့အခါမှာလူစားသလိုပကံကြီးနဲ့တင်နော်တေးချာချာလေးတောက်တော်ကြီးလေးပိုင်းတေးချာကပ်ပြီးတော့နော်ဖျားဆုံးတော်ကပ်တေးချာချာထိမိကနတ်တင်တော့မယ်နော်အေးနတ်ပွဲကိုပေးမယ်ဆိုလဲဖျားပွဲလေးကိုပွဲတော်နော်ဖျားပွဲလေးကိုလှူဖို့ဖျားပွဲကိုနော်ဗုဒ္ဓဖျားရှင်ပွဲကိုလှူပြီးနတ်ပွဲတွေကိုလှူဖို့နတ်ကိုပွဲတင်တာတို့ပါနော်ရိုးရနတ်တွေမိတိုင်းဖတိုင်းတွေလောက်ကြတယ်နော်ယုံကြည်တဲ့လူယုံကြည်ကြတယ်လောက်ကြတယ်ပေါ့အေးကိုကမယုံကြည်လို့ရှိရင်လဲမသိအောင်ဆောင်နေမကိုးဝယ်ခြင်းနေမစော်ကားမိနဲ့သူ့ဟာနဲ့သူတော့သူ့အပိုင်းနဲ့သူ့အပိုင်းနဲ့တော့ရှိတယ်နတ်လည်းနတ်အပိုင်းရှိတယ်နော်လူမှလည်းလူအပိုင်းရှိတယ်